င်္ဂလာပါကျွန်တော်တို့ electronic circuit တွေမှာဆိုရင်ကျွန်တော်တို့အခြေခံအားဖြင့်အများဆုံးပါတတ်တဲ့အခြေခံပစ္စည်းလေးတွေထဲမှာကျွန်တော်ဒိုင်အုပ်ဆိုတဲ့ component တွေအကြောင်းပေါ့နော်ဒါဒီနေ့ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဒါကြီးကတချို့ကတော့တီဗီသားတွေလည်းရှိမှာပေါ့နော်တီဗီသားတွေရှိပြီဆိုပေမဲ့လည်းကျွန်တော်အနေနဲ့ကတော့အစားဆုံးသင်ရမှာဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်ပြန်ပြီးတော့သင်ရမှာပေါ့နော်ဒိုင်အုပ်ဆိုတာဘာလဲဆိုတော့ဒီကဒီလျှက်စစ်ကိုတစ်ဖက်ကနေတစ်ဖက်ကိုစီးစေခြင်းမစီးစေခြင်းစသည်အနေနဲ့သူကကန့်သက်ထားတဲ့component တစ်ခုပေါ့ဥပမာဆိုကြပါစို့ဒိုင်အုပ်မှာကျွန်တော်ဒီမှာဒါဆိုရင်အဖြူရည်ကလေးရတစ်ဖက်နော်အဖြူရည်မပါတာတစ်ဖက်ရှိတယ်ဒီလိုမျိုးလေးလည်းသေးလေးတွေလည်းရှိတယ်နော်ဒိုင်အုပ်မျိုးရှိတယ်နောက်ဒီ circuit ပဲဒီမှာကြည့်လိုက်လို့ရှိရင်ဘယ် circuit ပဲကြည့်ကျွန်တော်ဒိုင်အုပ်ကတော့တော်တော်များများကိုမပါမဖြစ်တွေ့ရတယ်ဗျနော်ဒီလိုမျိုးဆိုရင်ဒါဆိုရင် level ဒီမှာဒိုင်အုပ်တွေပါတယ်ဒါဆိုရင် SMD ဒိုင်အုပ်လေးတွေပေါ့ဒိုင်အုပ်လေးတွေပါတယ်အဲ့တော့ဒိုင်အုပ်လေးတွေရဲ့အကြောင်းနဲ့ဒိုင်အုပ်လေးတွေကောင်းမကောင်းဘယ်လိုတိုင်းတာရမလဲဆိုတာလေးကိုကျွန်တော်ဒီတစ်ပုဒ်မှာရှင်းပြပေးပါတော့ဒီမှာမြင်ရတဲ့အတိုင်းပဲအဖြူရောင်အရည်ကလေးတစ်ရစ်ပါတဲ့ဘက်ရဲ့အဖြူရောင်အရည်ကလေးတစ်ရစ်အရည်ကလေးမပါတဲ့ဘက်ရဲ့ဆိုပြီးတော့နှစ်ဖက်ရှိတယ်เนาะဒါကျွန်တော်အလုံးကြီးနည်းနည်းကြီးတာလေးကိုကျွန်တော်ချပြပေးမယ်ဒီလိုပုံစံလေးရှိလိမ့်မယ်ပေါ့ဒီဘက်ကတော့ဒီမှာဖြူရောင်အရည်လေးရှိတဲ့ဘက်ဒီဘက်ပေါ့เนาะဒီလိုရှိလိမ့်မယ်အဲ့တော့ तू က channel နှစ်ခုနဲ့တိဆောက်ထားတာဖြစ်တယ် positive p channel ကတစ်ပိုင်းเนาะနောက်ပြီးတော့ n channel ကတစ်ပိုင်းပေါ့သူကဒီလိုမျိုးတိဆောက်ထားတာဖြစ်တယ်နောက်တစ်ခုကသူ့ကိုခြေထောက်နှစ်ငုပ်ရှိတယ်သူ့မှာเนาะသူ့မှာခြေထောက်နှစ်ငုပ်ရှိတယ်သူ့ခြေထောက်နှစ်ငုပ်စီမှာသူကနာမည်လေးတွေရှိတယ်တစ်ငုပ်ကဒီ p channel ဘက်ကငုပ်က n node လို့သူက n node လို့ခေါ်ပြီးတော့ဒီ n channel ဘက်ကငုပ်ကိုကြတော့ကတ်တုတ်လို့ခေါ်ပါတယ်เนาะ n node ဘက်နဲ့ကတ်တုတ်ဘက်ဆိုပြီးတော့သူကနှစ်ဖက်ရှိတယ်သူတို့ခြေထောက်နှစ်ချောင်းကသူကဘယ်လိုအလုပ်လုပ်လဲဆိုတော့ဒီပြောရရင်ဒီအနုဘက်ကနေပြီးတော့အပေါင်းဖို့အားဝင်လာလို့ရှိရင်ဒီကတ်တုတ်ဘက်ကိုစီးခွင့်ပေးတယ်။ဒါလိုများဒီအနုဘက်ကနေပြီးတော့အနှုတ်ဖို့အားဝင်လာမယ်ဆိုရင်ဒီဘက်ကတ်တုတ်ဘက်ကိုဖြတ်တန်းစီးစေခွင့်မပြုဘူး။ထိုနည်းတူပဲနောက်ထပ်ကြောင်းမြန်တစ်ခုရှိတယ်။ဒီအနုဒီကတ်တုတ်ဘက်ကနေပြီးတော့အနှုတ်ဖို့စီးမယ်ဆိုရင်ဟိုဘက်ကိုဖြတ်တန်းခွင့်ပြုတယ်။အနှုတ်ဖို့စီးမယ်ဆိုရင်စီးလို့ရတယ်ပေါ့။ဒါပေမဲ့ဒီကတ်တုတ်ဘက်ကနေပြီးတော့အပေါင်းကိုပြန်စီးမယ်ဆိုသူကစီးလို့မရဒါအပေါင်းနဲ့အနှုတ်နဲ့ကိုသူကသွားခွင့်ပြုတယ်သွားခွင့်မပြုဘူးဒီလိုနေရာတွေမှာသူကအသုံးပြုတာပေါ့နောက်ကျွန်တော်အခုဒီအချိန်ဒီမှာဆိုရင်ဒါဒိုင်အုပ်ကိုကျွန်တော်တို့ဒီ diagram တွေပါဒီမှာဆွဲတယ်ဆိုရင်ဒီပုံစံလေးနဲ့ဆွဲမယ်နော်ဒီပုံစံလေးပါဒီပုံစံလေးအဲ့ဒီပုံစံလေးနဲ့ကျွန်တော်တို့ဆွဲရမှာဖြစ်အခုဒီမှာဆိုရင်ဒီမှာကျွန်တော်မြားပုံစံလေးရှိတယ်ထိပ်မှာဒီလိုအပိတ်လေးရှိတယ်အဲ့ဒါဒီဘက်ချမ်းဒီကျွန်တော်တို့ n node လို့မှတ်မယ်ဒီဘက်ချမ်းဒီကျွန်တော်ကတ်တုတ်လို့မှတ်နော်ဒီမှာထိပ်ပိတ်လေးရှိတဲ့ချမ်းဒီကျွန်တော်ကတ်တုတ်လို့မှတ်မယ်ဒီဘက်တစ်ချမ်းဒီကျွန်တော် n node လို့မှတ်နော် n node လို့မှတ်မယ်အဲ့တော့ဒီဒိုင်အုပ်တွင်းကိုကျွန်တော်လက်စီးချောင်းစီးခွင့်ပြုတဲ့အနေအချင်းနေဆိုရင်ကျွန်တော်တို့က forward current ပေါ့နော် forward current ဆိုတာရှေ့ကိုကျွန်တော်ဒီညွှန်းပြီးတော့သွားလို့ရတဲ့ current မျိုးကိုဒါ forward ပေါ့တကယ်လို့လက်စီးချောင်းကိုပိတ်ဆို့ဟန်တားနေတဲ့ဟန်တားတဲ့နေရာမှာသုံးနေဆိုရင်တော့ကျွန်တော် reverse current ပေါ့ဒါဆိုတော့ကျွန်တော်ကြောင်းမြန်ပြန်စီးလို့မရဘူးပေါ့နော်အဲ့တော့ forward current နဲ့ reverse current တွေဘယ်လိုခွဲခြားထားလဲဆိုတာကိုဒီပုံစံဒီဥပမာ၄မျိုးနဲ့ကျွန်တော်ရှင်းပြပါခုဒီမှာကြည့်ဒီဒိုင်အုပ်အခြေအနေကိုကြည့်လိုက်ပါကျွန်တော်ဒီဘက်တစ်ဖက်မှာကျွန်တော်အနုဘက်မှာအပေါင်းဘိုးရိတ် supply ကျွန်တော်ပေးထားပြီကတ်တုတ်ဘက်မှာအနှုတ်ဘိုးရိတ် supply ပေးထားပြီခုနကကျွန်တော်ပြောတယ် forward current ဖြစ်တဲ့အတွက်အပေါင်းဘက်ကနေပြီးတော့အနှုတ်ကိုရောက်မယ်အပေါင်းဒီအနှုတ်ကနေကတ်တုတ်ကိုစီးစင်းခွင့်ရှိတယ်ပေါ့စီးလို့ရတယ်စီးနိုင်တယ်အဲ့တော့ကိုဒါက forward current ရှေ့ကိုကျွန်တော်တို့ current စီးလို့ရတယ်နောက်တစ်ခုကဒီဘက်ကိုတစ်ခါပြန်ကြည့်အောင်ဒီမှာဆိုရင်
ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီဘက်နဲ့မတူတော့ဘူးဒိုင်ယိုကဟောဟိုဘက်ဒီဘက်ပြောင်းပြန်လဲသွားတယ်နော်ပြောင်းပြန်လဲသွားတယ်အနှုတ်ကအနှုတ်ဘက်ရောက်ပြီးတော့ကတ်တုတ်ကအပေါင်းဘက်ရောက်သွားအဲ့တော့ဒီအချိန်ဒီမှာဆိုရင်ဒီအပေါင်းဘိုအားဒီကတ်တုတ်ကိုဖြတ်ပြီးတော့အနှုတ်ကိုမဝင်နိုင်ဘူးပေါ့ရှင်းပြရင်အပေါင်းဘိုအားဒီဒိုင်ယိုကိုဖြတ်ပြီးတော့ဒီအနှုတ်ကိုမဝင်နိုင်ဘူးဒီမှာဒီဘက်မှာအပေါင်းဘိုအားကိုပိတ်ဆို့ထားတယ်နော်အပေါင်းဘိုအားစီးစင်းလို့မရတဲ့ဘက်ကြီးဖြစ်နေလို့ထိုနည်းဒီဘက်ကိုတစ်ခါပြန်ကြည့်အောင်ဒီမှာကျတော့ဟိုဘက်နဲ့မတူတော့ဘူးပြောင်းပြန်ဖြစ်သွားပြီ forward ဘယ်လိုဖြစ်သွားလဲဆိုတော့ तू ကအနှုတ်ဘိုအားဒီကျွန်တော်ကတ်တုတ်ဘက်ကနေအနှုတ်ဘက်ကိုစီးစင်းသွားပြီစီးစင်းလို့ရတဲ့အတွက် तू က forward ဘိုအားဖြစ်တယ်အဲ့တော့ဒီလိုချင်းဒီမှာအနှုတ်ဘိုအားကကတ်တုတ်ကနေအနှုတ်ကိုစီးစင်းလို့ရတယ်အနှုတ်ကအပေါ်မှာအပေါင်းကအောက်မှာနော်ဒီချင်းတွေကြတော့ပြောင်းပြန်ဖြစ်သွားတယ်အပေါင်းဘိုအားဒီကတ်တုတ်ကနေအနှုတ်ဘက်ကိုဖြတ်တန်းဝင်မပြုဒီလိုမျိုးအခြေအနေ၄မျိုးနဲ့ဒိုင်အိုတွေကိုအသုံးပြုလို့ရတာပေါ့ဆိုတော့ဒိုင်အိုမှာကျွန်တော်ခုနလိုဒီ forward current မှာအနှုတ်ကနေကတ်တုတ်ဘက်ကိုစီးဆင်းဖို့ဆိုရင်ကျွန်တော်တို့ဒီစီးဆင်းဖို့ဆိုရင်ကျွန်တော်တို့အတိုင်းအတာတစ်ခုရှိတယ်ဘယ်လိုအတိုင်းအတာလဲဆိုတော့ဒီအပေါင်းကနေဒီအနှုတ်ဘက်ကိုစီးဆင်းဖို့အတွက်ဆိုရင်အနည်းဆုံး 0.7 volt လောက်ကိုကျော်မှသူကစီးဆင်းလို့ရမယ်ပေါ့ကဲလို့ 0.7 အောက်ဆိုရင်တော့ဒါမစီးဆင်းနိုင်ဘူးပေါ့နော်နောက်တစ်ခုကဒါက forward current ပေါ့နော်ဒီ reverse current မှာကြတော့သူကခုနလိုကျွန်တော်တို့သတ်မှတ်တဲ့ဒီဘိုးအားနောက်သူခံနိုင်တဲ့ဘိုးအားကိုနောက်ပြန်ဘိုးအားပေါ့နောက်ပြန်ပေးလို့ရနိုင်တဲ့ဘိုးအားကိုကြော်ရင်တော့ဒိုင်အိုကပြတ်မယ်ဒါမှမဟုတ် short ကြမယ်အဲ့လိုမျိုးအခြေအနေတွေကျွန်တော်တို့ရှိတတ်တယ်ပေါ့ဒိုင်အိုတစ်လုံးနဲ့တစ်လုံးကမတူဘယ်လိုကောမလဲအကြီးအသေးဘာညာမတူတဲ့အတွက်ကြောင့်မလို့ဒိုင်အိုရဲ့ကျွန်တော်နံပါတ်ကိုဖတ်ပြီးတော့ data sheet မှာကျွန်တော်တို့ရှာလို့ရတယ်။နောက်ဒိုင်အိုတွေဘာတွေဝယ်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောဝယ်ရမလဲဆိုတော့နံပါတ်ဖတ်ပြီးပြောလို့လည်းရတယ်။နောက်တစ်ခါဒီလိုမျိုး 1A ဒိုင်အိုပေးပါ 3A ဒိုင်အိုပေးပါအဲ့လိုမျိုးကျွန်တော်တို့ဈေးကွက်မှာပြောပြီးတော့ဝယ်လို့ရတယ်ပေါ့။အဲ့တော့ကျွန်တော်တို့ဒိုင်အိုကိုကျွန်တော်မီတာနဲ့ဘယ်လိုတိုင်းတာစစ်ဆေးရမလဲဆိုတာလေးကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ကျွန်တော် digital meter လေးနဲ့စာပြီးတော့တိုင်းကြပါအဲ့ဒါကိုကျွန်တော်တို့အပြန်အလှန်တိုင်းကြည့်မယ်တစ်ဖက်ဒီဘက်ကဆိုရင် 0.5 ကို drop ဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ဒီဘက်ဆိုရင်ဘာမှမပြဘူးဟုတ်ပြီတိုင်းဒီမှာကျွန်တော်တို့ဒီ product အနီရောင်ဒီအပေါင်းဖို့ထွက်တာဖြစ်ပြီးတော့ product အနက်ရောင်ဒီအနှုတ်ဖို့ထွက်နေတာဖြစ်တဲ့အတွက်ဒီမှာကြည့်ပါဒိုင်ရဲ့အနှုတ်ဘက်ကိုကျွန်တော်တို့ product အနီရောင်ချိတ်လိုက်ပြီးကတ်တုတ်ဘက်ကို product အနက်ရောင်ချိတ်လိုက်ဒါဆိုရင်ဟိုဘက်ဒီဘက်ဒါပြည့်စစ်စီးနေတဲ့သဘောပေါ့နော်ပြည့်စစ်စီးတယ်ကားရန်စီးနေတဲ့ဆိုတဲ့သဘောပဲအဲ့တော့ကျွန်တော်တို့ကိုနောက်ပြန်ပြီးတော့ပြန်ချိတ်ကြည့်မယ်မစီးတော့ဘူးပေါ့မီတာမပြတော့ဘူးနော်မီတာမပြတော့ဒါဆိုရင်ဒိုင်အိုကကောင်းတယ်ဒိုင်အိုကောင်းတဲ့ဒိုင်အိုဒီအဲ့လိုမျိုးအများတန်းဖြစ်နေရမယ်ပေါ့နော်ဒါလို့ဒိုင်အိုဘယ်လိုချင်းနေမှမကောင်းလဲဆိုတော့ဟိုဘက်ကောဒီဘက်ကောတိုင်းတဲ့အချိန်တွေမှာဘာမှအဆက်အသွယ်မပြတာမျိုးပေါ့ဆက်သွယ်မပြတာမျိုးဆိုရင်လည်းဒိုင်အိုကမကောင်းတော့ဘူးပေါ့နော်တကယ်လို့ဘယ်ပြန်ညာပြန်ဟိုဘက်ဒီဘက်တိုင်းလို့ဒိုင်အိုကနှစ်ဖက်လုံးဆက်သွယ်ပြနေတယ်ပေါ့မီတာတွေတက်နေတယ်အုံးတွေပြနေတယ်ဆိုရင်တော့ဒီဒိုင်အိုလည်းမကောင်းတော့ဘူးသုံးလို့မရဘူးဆိုပြီးတော့ကျွန်တော်တို့အကြမ်းမြင်သတ်မှတ်လို့ရပါတယ်ဒီလောက်ဆိုရင်ကျွန်တော်တို့ဒီဒိုင်အိုနဲ့ပတ်သက်ပြီးတော့နည်းနည်းအနေချင်းတော့ကျွန်တော်နားလည်သွားမယ်ထင်ပါကြနော်ကျွန်တော်တို့ရှေ့ဆက်ပြီးတော့တခြား component တွေအကြောင်းဆက်သွားအောင်ပါဗျ